ကျဉ်လေးနဲ့အပူပင်ကင်းတယ်ဆိုတာလုံးဝသိကြတယ်ကလေးတွေကြည့်လိုက်တဲ့ခါကျရင်သူတို့အဆောင်မှုလည်းကင်းတယ်သူတို့ရင်မယ်သူတို့ကြည်စရာရှိမယ်ဝမ်းနေတဲ့ရှိခဏပေါ့အဲ့လောက်ပဲသူတို့အပူပင်နဲ့ရန်ကင်းကြတယ်သူတို့စားခြင်းနဲ့စားမယ်စိုင်းနဲ့စားမယ်သူတို့အိတ်ချင်တဲ့အိမ်မှာပြီးရင်ကစားမယ်သူတို့ဒါပဲရှိတယ်သူတို့လောက်ကအဲ့ဒီမှာကလေးဘွားဆိုရင်ကျွန်တော်လိုချင်တဲ့ဟာဆိုရင်ဘာတွေများကျွန်တော်လိုအပ်တယ်ထင်လဲပြီးတော့ကျွန်တော်ငယ်တုန်းကရောဘာတွေများလိုချင်ခဲ့ကြလဲလိုချင်ခဲ့ကြတာဆိုရင်ကျွန်တော်ဆိုရင်လည်းကစားစရာအယုတ်ပဲလိုချင်တယ်အကုန်လုံးပဲကလေးတွေမှန်များအကုန်လုံးလည်းလိုချင်တဲ့ပုံစံမျိုးကအယုတ်ပဲဖြစ်ဖို့များပါမယ်အဲ့ဒီအယုတ်မှာတက်နိုင်တဲ့လူတွေကြတော့လည်းတက်နိုင်တယ်လို့မျိုးပေါ့တကယ်ဈေးကြီးတဲ့ကစားစရာအယုတ်ပုံစံမျိုးလေးတွေဒီချို့တဲ့လူတွေကြတော့လည်းဒီအဆင်ပြေတယ်လို့ပဲရှိတာလေးတွေနဲ့ဖြစ်တယ်လို့လောက်ထားတာလေးတွေနောက်ဆုံးကျွန်တော်ရွှင်ရုပ်ထိလိုမျိုးလောက်ပြီးတော့မှကျွန်တော်ကစားကြတာမလားကျွန်တော်ဘာမှထွေထူးသိတာမဟုတ်ဘူးကျွန်တော်သိတာအယုတ်လေးတွေရှိမယ်ကစားမယ်ကျွန်တော်သိတာဒီလောက်ပဲကျွန်တော်သိတယ်အဲ့ဒီဘဝလေးတွေမှာပေါ့အဲ့ချိန်မှာကျွန်တော်တို့အယုတ်လေးတွေရတယ်ဆိုရင်ဘယ်လောက်ထိတော့မှကျွန်တော်တို့ကြည်နူးဖို့ကောင်းလဲပျော်ဖို့ကောင်းလဲအဲ့ဒီကလေးလေးတွေဘဝတော့ဆိုရင်သိကြတဲ့အယုတ်မကြိုက်တဲ့ကလေးရဲ့ဆိုတဲ့ပုံစံမျိုးကလုံးဝမရှိမှသိကြတယ်အယုတ်လေးတွေဆိုရင်အခုချိန်ထိတော့မှလူကြီးတွေဖြစ်လာတာတော့မှအယုတ်ကြိုက်နှစ်သက်တဲ့လူပုံစံမျိုးရာခိုင်နှုန်းကအခုချိန်ထိများနေတော့မှအဲ့ဒါကဒီအယုတ်လေးတွေရဲ့ဒီဆွဲဆောင်ပုံစံမျိုးကအဲ့ဒီအနေထားမှာတကယ်အယုတ်တွေကဟိုးကောင်းကင်ဘဝကနေတကယ်မိုးလိုမျိုးကျလာတဲ့ဖြစ်ရက်မျိုးလေးတွေဆိုရင်အဲ့ဒီအနေထားမှာအနိကရှိတဲ့လူတွေဆိုရင်ဘလောက်တောင်မှကြည်ရတာအဆင်ပြေမလဲကြည်ရတာကြည်နူးဖို့ကောင်းမလဲကျွန်တော်ကောင်းမလဲသူတို့အယုတ်မိုးရွာကျနေတဲ့ဖြစ်စဉ်ပုံစံမျိုးပြောရမှာပေါ့အခုအဲ့ဒီဖြစ်စဉ်ကြတော့သူကစပိန်နိုင်ငံမှာ Real Betis ဆိုတဲ့ဘောလုံးအသင်းကနေသူနှစ်တိုင်းလုပ်ပေးနေတဲ့အစီအစဉ်လေးပေါ့အဲ့ဒီမှာသူအဲ့ဒီအစီအစဉ်ကြတော့သူတို့အဲ့ဒီ Real Betis Foundation သူတို့အဲ့ဒီ Foundation ငါပဲသူတို့လုပ်ပေးတာပေါ့အဲ့လုပ်ပေးတဲ့ဆိုပုံစံမျိုးအဲ့ဒီမှာကအဲ့ဒီအချိန်မတိုင်ခင်မှာဒီဘောလုံးကွင်းထဲကိုအယုတ်လေးတွေယူလာကြတယ်အယုတ်လေးတွေယူလာပြီးတော့မှဒီသူတို့ပထမပိုင်းပြီးလို့နားချိန်အဲ့ဒီနားချိန်15မိနစ်ပြီးအဲ့နားချိန်15မိနစ်ပြီးတဲ့အချိန်မှာတကယ်ကွင်းထဲကိုတစ်ခါတည်းကိုရပြီးပြစ်ချလို့ရပြီးလို့မှအချက်ပေးလိုက်ပြီဆိုတာနဲ့အကုန်လုံးလို့ဝိုင်းပြီးတော့မှအဲ့ဒီအယုတ်လေးတွေပြစ်ချကြတာအယုတ်တွေကနဲတာမဟုတ်ဘူးတကယ်လူပေါင်းထောင်နဲ့ချီနောက်ဆုံးတောင်းတောင်ချီတဲ့အထိကိုအဲ့လောက်ဒီရုပ်တွေပြစ်ချရပြီးတော့တကွင်းလုံးကတကယ်ကိုအယုတ်မူကြွားကြနေတဲ့ပုံစံမျိုးကတော်တော်လေးကိုကြည်ရတာကြည်မှုကောင်းတယ်ဆိုတော့ဖြစ်ရပုံစံမျိုးအဲ့ဒီအခုပြောချင်တဲ့ဖြစ်ရလေးကအဲ့ဒီဟာလေးကိုပေါ့နည်းနည်းဒီတိကျကျပုံစံမျိုးလေးပြောပြချင်တာပေါ့ဒီအစီအစဉ်ကတကယ် Real Betis ရဲ့တကယ် Foundation ရဲ့မျှဝေခြင်းဆိုတဲ့အစီအစဉ်ပဲသူတို့မျှဝေခြင်းဆိုတဲ့အစီအစဉ်ကသူတို့ကအဲ့ဒီအယုတ်လေးတွေကိုသူတို့ကသူတို့ပွင့်ထဲမှာပေါ့သူတို့စုမယ်အဲ့စုပြီးတဲ့ခါကျရင်ဒီ Christmas မတိုင်ခင်အဆင်မပြေတဲ့ကလေးလေးတွေအဲ့ဒီဆေးရုံဒီစာတင်ကျောင်းအဲ့ဒီမှာရှိတဲ့ကလေးလေးတွေသူတို့တွားပြီးတော့မှအဆင်ပြေတဲ့ကလေးလေးတွေသူတို့အဲ့ဒီအယုတ်လေးတွေသူတို့ပေးမယ်ပြီးရင်နောက်ဆုံးပို့တယ်ဆိုရင်တော့တခြားနိုင်ငံခြားမှာရှိတဲ့တကယ်အဆင်မပြေတဲ့နေရာရဲ့ကလေးလေးတွေသူတို့ပေးမယ်ဆိုတော့အဲ့လောက်ထိကိုသူတို့အစီအစဉ်လောက်ထားတဲ့ပုံစံမျိုးတော်တော်လေးကိုကောင်းတယ်အဲ့ဒီအစီအစဉ်ကလည်းတဖြည်းဖြည်းနဲ့ကိုနာမည်ကြီးပြီးတော့လူတွေလည်းစိတ်ဝင်စားလာကြတယ်Real Betis ဆိုတဲ့အသင်းကဒီဥရောပအနေထားပုံစံမျိုးနဲ့ဆိုရင်ဘလောက်မှကိုဒီနာမည်မကြီးတဲ့အသင်းအဲ့ဒီအသင်းနေဆိုရင်တော်တော်များများဆိုရင်တော့မှသူကတိကြမှာမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့ဒီဘောလုံးသင်းကိုစိတ်ဝင်စားတဲ့လူတော့ပဲတိကြမှာ哦တကယ်စပိန်မှာဆိုရင်လည်းများသောအားဖြင့်တိကြမှာဆိုရင်ဘယ်လိုတွေတိကြမလဲအဲ့ဒီ Real Madrid ပြီးဘာစီလိုနာပြီး Atletico Madrid ပြီးနောက်ဆုံး Villarreal ပြီး Sevilla ပဲဖြစ်ဖြစ်သူရဲ့အဲ့ဒီအသင်းတွေလောက်ပဲများပဲတိကြတယ် Real Betis ဆိုတာက
ဥရောပနဲ့ပတ်သက်တဲ့ခါကျရင်စုဖလာလည်းတစ်ခါမှမရဘူးတဲ့တော့ကိုသိကြတယ်သူ့တော့ဟိုတိတ်ပြီးတော့သိကြမှာမဟုတ်ဘူးဒါပေမဲ့အခုသူလုတ်ပြနေတဲ့အဲ့ဒီဟာလေးကအယုတ်မူအစီအစဉ်လေးကအကုန်လုံးကစိတ်ဝင်စားနေကြတာအဲ့ realistic လုတ်တဲ့လုတ်ကွက်လေးကိုစိတ်ဝင်စားနေကြတာအဲ့ realistic ကသူ့ရဲ့ကွင်းကဘယ်လာမာတင်ကွင်းလို့ခေါ်တယ်လူကြီးက6000ကျော်ဆန့်တယ်6000ကျော်ဆိုတော့6000နဲ့1000နီးပါးလောက်တူသူကဆန့်တယ်6000တောင်ဆိုတော့ဒီကွင်းကလည်းတော်တော်လေးကိုကြီးတယ်ပြောရမယ်ဒီသူတို့စပိတ်မှာဆိုရင်သူက၄ကွင်းမြောက်အကြီးဆုံးပေါ့၄ကွင်းမြောက်အကြီးဆုံးကဒီပထမကွင်းကြီးတာကတကယ်ဘာစီလိုနာရဲ့နူကန်အဲ့နူကန်ကွင်းကအကြီးဆုံးပြီးရင်ဒုတိယကျတော့ဒီဘာနီဗျူးကလည်းဒုတိယအကြီးဆုံးရီယယ်မက်ဒရစ်တင်ဘာနီဗျူးပြီးရင်တတိယအကြီးဆုံးကအဲ့လိုမက်ဒရစ်ကဒီမက်ထရိုပိုလီတာနိုကသူကတတိယအကြီးဆုံးအခုအဲ့ဒီရီယယ်ဘက်တစ်ကအတင်ဘိုနီတိုဘီလာမာတင်ကသူကစတုတ်တမြောက်အကြီးဆုံးတင်ဒါဘယ်လောက်တော့မှဒီကွင်းကကြီးလဲဆိုတော့ပြနေတာလူကြီးက6000နဲ့1000နီးပါးလောက်ကိုသူကဆန့်တယ်အဲ့ဒီကွင်းမှာဟိုသူကစတာကျတော့ဘယ်ချိန်ကနေစလဲဆိုတော့2018ခုနှစ်စတယ်အဲ့ဒီဒီဇင်ဘာပေါ့အဲ့ဒီဇင်ဘာကခရစ်စမတ်ရှိတာခရစ်စမတ်ကဒီဇင်ဘာ25ရက်နေ့အဲ့ဒီဇင်ဘာ25ရက်နေ့မတိုင်ခင်သူတို့အဲ့ဒီ real party ရဲ့ကွင်းအဲ့ဒီဘီလာမာတင်ရဲ့ကွင်းမှာသူတို့အိမ်ကွင်းကစားရတဲ့နောက်ဆုံးပွဲပေါ့အဲ့ဒီနောက်ဆုံးပွဲမှာအဲ့ဒီအစီအစဉ်သူတို့စားတယ်အဲ့ဒီအစီအစဉ်စားတယ်ဆိုတော့ခါကျရင်ပြည်သက်တွေအကုန်လုံးကိုသူတို့ကဒီအယုတ်လေးတွေအမွှေးပွားအယုတ်လေးတွေသူတို့ယူလာခိုင်းတယ်သူတို့အဲ့ဒီအမွှေးပွားအယုတ်တွေယူလာခိုင်းတာလေအဲ့ချိန်ကျရင်တော်တော်များများတော့ကလေးတွေရောလူကြီးတွေရောအကုန်လုံးအစုံပါပဲသူတို့ဒီဟာကတကယ်ကို charity ဆိုတာကပတ်စံနဲ့မဟုတ်ဘူးအယုတ် charity ပုံစံမျိုးပေါ့တကယ်နွမ်းမာတဲ့ကလေးတွေကိုသူတို့အဲ့ဒီအယုတ်တွေလှူဒန်းတဲ့အစီအစဉ်ပုံစံမျိုးဆိုတော့တော်တော်များများပဲအဲ့ဒီဟိုယူလာကြတယ်အဲ့ဒီအယုတ်လေးတွေကသူတို့တခါတည်းတတ်မှတ်ထားတယ်ဘယ်လိုတတ်မှတ်ထားလဲကွင်းအကြီးပဲကိုကွင်းကြီးဆိုတော့ဒီအယောက်6000ကျော်ဆန့်လာဆိုတော့အထဲကိုအပေါ်ကလူတွေရောအောက်ကလူတွေရောသူတို့ဟိုကွင်းထဲကိုပစ်ထည့်ကြတယ်ပေါ့အဲ့ပစ်ထည့်ကြတဲ့နေရာမှာကဒီတချို့တွေအယုတ်တွေကြတော့2ဆင့်3ဆင့်လောက်ကိုသူတို့ကသွားတယ်2ဆင့်3အပေါ်ကနေတခါတည်းကွင်းထဲကိုမရောက်တော့ကွင်းထဲအဲ့2ဆင့်3ဆင့်မြအဲ့လိုမျိုးလုပ်တဲ့ခါကျရင်ဒီတဆင့်ကြတဲ့လူတွေလည်းသူတို့ဒဏ်ရာမရအောင်ပေါ့သူတို့အဆင်ပြေအောင်ပေါ့သူတို့တတ်မှတ်ထားတာကဘယ်လိုမျိုးတတ်မှတ်ထားလဲဆိုတော့ဒီ300 gram မကျော်ရဘူး300 gram မကျော်အဲ့ဒီအယုတ်က300 gram မကျော်အောင်နောက်တစ်ခုက35 cm မကျော်ဘူးအယုတ်ကအရင်တော့လည်းမကြီးဘူးပေါ့အဲ့ဒီအရင်မကြီးဘူးအရင်မလေးဘူးနောက်တစ်ခုကဘက်ထရီပါတဲ့ဟာတွေအရင်မာတယ်ဆိုတော့အသားတွေမဟုတ်ပါဘူးအဲ့ဒီယုတ်နည်းနည်းပျော့တဲ့ကောင်လေးတွေအမွှေးပွားယုတ်လေးတွေပေါ့အဲ့ဒီယုတ်လေးတွေကိုသူတို့တတ်မှတ်ထားတယ်အဲ့လိုမျိုးတွေပြစ်ထည့်ပြီးတော့မှအဲ့ဒီပြစ်ထည့်ပြီးတော့မှသူတို့တတ်မှတ်ထားတာကပထမပိုင်းပြီးလို့ဒုတိယပိုင်းမစခင်ပေါ့အဲ့ဒီနားနေတဲ့ချိန်တွင်းမှာကိုသူတို့တခါတည်းကိုချက်ပေးတယ်အဲ့ချက်ပေးတဲ့ခါကျရင်ကွင်းထဲကိုအဲ့မှာအယုတ်တွေပြစ်ထည့်ကြပြီအဲ့ပြစ်ထည့်ကြတဲ့အဲ့ဒီအချိန်ကရှိသမျှတကွင်းလုံးပတ်လေတကွင်းလုံးကတကယ်အယုတ်မိုးရွာကြတာပဲအယုတ်မိုးရွာကြအကုန်လုံးအယုတ်တွေကဟိုကဒီကနေတခါတည်းကိုအဲ့ဒီအချိန်မှာဒီဝင်ပြီးတော့သူတို့အဲ့ဒီ foundation rehabited foundation မှာရှိတဲ့ဒီလုပ်သားတွေကဝန်ထမ်းတွေကသူတို့တခါတည်းကိုမြန်မဲ့သူတို့အိတ်တွေကိုအဲ့ဒီအားလေးတွေကောက်ထက်လူတွေအကုန်လုံးကလည်းတဆင့်စီကြားတဲ့ကောင်လေးကိုပွင့်တဲ့အထိကိုရောင်းပစ်ပေးတကယ်ပတ်လေအကုန်လုံးကအယုတ်တွေနဲ့ပြည့်နေတာအယုတ်တွေပြည့်နေတယ်ဘယ်လောက်ထိတောင်လဲဆိုတော့အယုတ်တွေကဒီစပြီးတော့မှလောက်တာက2018ခုနှစ်ဒီဇင်ဘာနဲ့သူစတယ်အခုဒီ2025အခုဒီပြီးခဲ့တဲ့စနေတနင်္ဂနွေနေ့ကအဲ့ဒီပွဲမှာသူတို့အဲ့ဒီကောင်နောက်ဆုံးသူတို့လုပ်တယ်အဲ့နောက်ဆုံးလုပ်တဲ့ချိန်ဆိုသူတို့အခုသူတို့10နှစ်ရှိနေပြီလုပ်တာတစ်နှစ်ထက်ကိုပို့ပြီးတော့မှလူတွေလည်းပို့ပြီးတော့တိလာကြတယ်အမှအယုတ်တွေကတောင်းနဲ့ချီတယ်ဆိုတာစသချင်းလုပ်တဲ့နှစ်မှာက16000နီးပါးလောက်ကိုသူရတယ်ပြီးတော့နောက်တစ်နှစ်တွေမှာလည်းအဲ့ဒီထပ်ပြီးတော့တက်လာတယ်2022ခုနှစ်ဆိုရင်19000ကျော်ထိကိုရတယ်အခုဒီကြားထဲမှာတော့သူတို့တွေမကြီးရတယ်တိကြတယ်လူတွေကလည်းအကုန်လုံးစိတ်ဝင်စားလာကြပြီဆိုတော့အဲ့ထက်ကိုပို့ပြီးတော့ရလာမှာကျင်းသေးတယ်ပေါ့အနည်းဆုံးပြောရရင်အယုတ်က
2000နီးပါးလောက်ထိကိုရတယ်လို့ပြောရမှာအယုတ်2000လောက်ထိကတပြိုင်တည်းကိုအယုတ်မိုးရွာတဲ့ပုံစံမျိုးကတကယ်ကိုမိုက်တယ်ဆိုတော့အကုန်လုံးရဲ့အယုတ်ကိုသူတို့ဝယ်လာကြတယ်သူတို့ဈေးကတော့ရှိမှာပေါ့အကုန်လုံးသူတို့တန်ကြီးအလိုက်အနည်းဆုံးဒီအမေရိကန်ဒေါ်လာ30ကနေသူတို့ဒီ100လည်းဖြစ်မယ်200လည်းဖြစ်အဲ့ဒီနေတာအကုန်လုံးကိုအဲ့အတွက်ကိုသူတို့အကုန်လုံးဒီမျှဝေခြင်းဆိုတဲ့လှူဒန်းမှုအောက်မှာအကုန်လုံးပျော်ရွှင်ပြီးတော့မှပြစ်နေကြတဲ့ပုံစံမျိုးလေးဟာအခုနောက်ပိုင်းတော်တော်လေးကိုနာမည်ကြီးလာတဲ့အနေထားပုံစံမျိုးပေါ့ဒီ the reign of short time ဆိုတာအဲ့လောက်ထိကိုအကုန်လုံးစိတ်ဝင်စားနေကြည်လာကြတဲ့အနေထားဒီအနေထားပုံစံမျိုးကလည်းတော်တော်ကြည်နူးဖို့လည်းကောင်းတယ်ဒီဖြစ်ပုံစံမျိုးတွေလည်းလုံးဝကိုကြိုဆိုတယ်ပေါ့ဒီ rebellion တင်ကဥရောပမှာဘာဖလားမှမရပေမဲ့သူ့လူလက်တိကျလေးမသိပေမဲ့သူ့လုပ်ပြတဲ့လုပ်ွက်လေးကိုကပေါ့ rebellion တင်ကိုတော်ကိုလေးစားဖို့ကောင်းတဲ့အသင်းဆိုတဲ့ပုံစံနဲ့အင်မတန်မှစိတ်သက်ဖြူတဲ့အသင်းဆိုတဲ့ပုံစံကတော့လုံးဝသိကြနေတယ် rebellion တင်ကိုလည်းတော်တော်လေးကိုလေးစားတဲ့အကြောင်းကိုပြောရင်းနဲ့ဒီအကြောင်းလေးပေါ့နော်မျှဝေပြရတာပါကျေးဇူးတင်ပါတယ်